မေတ္တာလူကောခမသီလောသဗ္ဗထာနေသုနိဗ္ဗယောပရတ္တတ္တမိစ္ဆံတောခန္တိမေတင်္စဘာဝယေမေတ္တာလူကောခမသီလောသဗ္ဗထာနေသုနိဗ္ဗယောပရတ္တတ္တမိစ္ဆံတောခန္တိမေတင်္စဘာဝယေမေတ္တာလူကောမေတ္တာတရားအဖြစ်များသောခမသီလောသီကရလေးအချင်းကောင်းသောကုလဗုဒ္ဓမျိုးကောင်းသောမျိုးကောင်းသမီးပဲသူဘာမဆိုအဘထာနေသူရောက်ရအရတိုင်းမှာနေပယောပင်ရန်ကင်းကွာလွန်ချမ်းသာသည်ဟောတိဖြစ်ပါပေ၏တသမတို့ကြောင့်ပရဒသထံသူချိုးကိုချိုးဤနှမျိုးကိုအိဆံတော်သေးဘုလိုသောဆောင်ရွက်လိုသောကုလဗုဒ္ဓမျိုးကောင်းသာမျိုးကောင်းသမီးပဲသူပဲမဆိုခတိဇခန္တီတရားကို၎င်းမေတ္တင်ဇမေတ္တာတရားကို၎င်းဘာဝယေဘာဝေအထတလုံးလဲစိတ်မှဆွဲအောင်ဝါမြတော်မူကြကုန်ရာတည်း